တို့ပြဘုံကြီးဒီနေ့ပြေးအပြေမေကမောင်းဝဲကိုမရဘူးမေကကအခုမိုက်ခွက်နေမှာဟမ်မေကကမိုက်ခွက်မှာဘာတွေ့ပြရလဲဟုတ်ခဏလေးဟုတ်ခဏဝင်တော့တယ်အဲ့လိုခဏဝင်တော့တယ်မြင့်စော်ကားလာလားမြင့်ကိုသင်္ကန်းနဲ့ကဟဲ့ဆောင်းကားလည်းမင်းဘာလို့ဘာတော့ပြရလဲငါမေးတာတော့စတိကေစတိရဘာစတိရအဲ့ဒါကလည်းတော့မြင့်ဟဲ့ဘယ်ကောင်လာတော့အသားရှိတယ်ဟဲ့ဇာမနီမဟုတ်ဘူးမရောက်လည်းတော့မကြောက်လို့ငါတော့လမ်းနေတာဒီပါငါကြောက်တော့ငါပြောမိမိငါတို့ဘာတော့ပြရတော့ငါမေးတာရှင်းလေမေးပါမယ်ဘာတော့ပြရတော့မှားလိုက်ပြီဘာတော့ပြရတော့လို့ဒီကိက်ကဟမ်အလူငွေမင်းကစင်လာရှိလို့ယူရတာသူကကောင်းတာမင်းကစင်လာရှိလို့မင်းကစင်လာရှိမင်းမမေဘောစားတိုင်းအမ်းသွားလို့ကထက်ခါတော့ပါနော်မင်းတို့စီကားတွေတော့ရဲ့ဒီလားဖျက်ရကုန်မရှိရှင်းလားသူ့ဘာသာဟဲ့ဘယ်တော့ဒီလားပြင်ကလွတ်လာအောင်လုပ်တာလားနော်ဟဲ့အလူကြီးဆိုးရအောင်လည်းငါချောတယ်မကြည့်ဘူးရှင်းလားအဲ့ဒါပြည်သူလွတ်မြောက်ကြောင်းလမ်းကြောင်းမဟုတ်ဘူးကွာရှင်းလားမင်းတို့ချီပွားရေးတမားတွေလက်ခမောင်းကောက်ငါလုပ်ပေးထားတဲ့လမ်းမဟုတ်ဒီလမ်းရှင်းလားနော်မင်းတို့ပေးတဲ့အလူငွေငါတို့ပြည်သူမလွတ်မြောက်ဘူးကွာရှင်းလားမင်းတို့ပေးတဲ့အလူငွေငါတို့ပြည်သူမလွတ်မြောက်ဘူးအစိပ်ပေရေလုံးနေတာဆရာငါတော့ပဲဒီအတောင်းကငါပေါ်တာဘာကြောင့်ယူအောင်ဒီပစံမတည်ဘူးငါတော့ပဲအထက်ကမင်းလုံးခိုင်းမင်းလုံးမလားငါတို့တောက်ခိုင်းလို့လေငါတို့လည်းတောက်ခိုင်းတာမင်းကိုလုံးခိုင်းလုံးမလားငါမင်းရရှင်းလေဆရာမင်းငါပြောမယ်မင်းတော်လိုင်းကိုချော်လိုက်အောင်လုံးချင်လို့မင်းတော်လိုင်းရေးလည်းဝင်လာငါလုံးမအဓိကနဲ့တာမညောင်းလည်းမခွဲရဘူးငါလုံးလားတော်လိုင်းရေးချော်လိုက်တော့လာမလို့နဲ့မင်းစီတော်ကြည့်နေတာငါလုံးမမေလုံးတယ်မင်းတို့တော်လိုင်းရေးလုံးလားမင်းတစ်နေ့မှခေါင်းစဉ်တက်လာတာခဏလူတာကခဏတော့နဲ့ခဏလူတာဟုတ်ပြီခဏတော့နဲ့ခဏလူရင်ဘောင်သားကြီးလူတော့ပါကျွန်တော်မပြောလို့အခုတော့တာဘူလာဘိုးဆိုဘယ်မေလုံးမှကျွန်တော်ထောက်ဖို့မတိုင်အဲ့အန်ယူကြီးဆိုရဘယ်မေလုံးမှသူ့ဘာလာထောက်ဖို့မတိုင်ရှင်းလားကြာကိုတော့ခဏခက်ခဲပြင်ပြောလိုက်ဟယ်လိုနော်ပြည်သူတွေကပြည်သူရှိတယ်ငွေချင်းမလို့ရှင်းလေးကြားတယ်ငါလုံးမတော်လိုင်းကောင်းစင်သားတွေဘုံပေါက်ချတယ်လုံးမမေလို့တွေဘူးတော့ချက်လည်းမရှိသူ့ဘာသာတဲ့လုံးမညာကြီးလို့မင်းအဲ့နေကမရှိပါဘူးလုံးမတော်လိုင်းကောင်းစင်သားတွေအခွန်ပေါက်ချတယ်ငါလုံးလားမရှိဘူးလားပြည်သူကျွေးတဲ့တပည့်စားတယ်ပြည်သူလူငွေနဲ့ကနက်ကင်တယ်ပြည်သူနာကျင့်တယ်ပြည်သူဘောကချက်ကြီးကောက်တယ်လီးလုံးမြောက်တယ်လီးအန်ယူကြီးတဲ့အန်ယူကြီးလီးတယ်အန်ယူကြီးကလီးတယ်လီးထိုးရတယ်မရောက်နဲ့ပိုးပြီးတော့ဖင်လုံးနိုင်မယ်လို့အန်ယူကြီးကိုတော့မှရည်ရွယ်ချက်တစ်ခုတည်းနဲ့တော်လှန်နေကြတဲ့ PDF အဖွဲ့အစည်းတွေနဲ့ NUG အစိုးရလက်အောက်ခံအုပ်ချုပ်ရေးရန်ရာတွေကြားမှာစစ်ဆေးရေးကိច្ចကောက်ခံမှုလိုကိစ္စလေးတွေကပဲမလိုလားအပ်တဲ့ပဋိပက္ခတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ PDF ခေါင်းဆောင်တဦးက NUG အစိုးရကိုပင်ပြင်းပြင်းထန်ထန်ဆဲဆိုခဲ့တဲ့အဖြစ်အပျက်ဟာတော်လှန်ရေးအင်အားစုတွေကြားညှိနှိုင်းဆောင်ရွက်မှုနဲ့စီကံထိန်းသိမ်းမှုကဏ္ဍမှာလိုအပ်ချက်များစွာရှိနေသေးတယ်ဆိုတာကိုပြသနေပါတယ်။